ဒီတင်ဆက်မှုလေးနဲ့ညီကြိုဆိုပါတယ်ဒီမှာတော့တန်ဖိုးရှိတဲ့အတွေးခေါ်တွေကိုရှင်းလင်းပြီးလက်တွေ့ကြတဲ့သင်ခန်းစာတွေအဖြစ်ပြောင်းလဲပေးသွားမှာပါဒီနေ့မှာတော့လူတစ်ယောက်ရဲ့ပုံကိုယ်ရည်နဲ့အလို့အကင်တိုးတက်မှုအပေါ်ရှုမြင်ပုံကိုပြောင်းလဲပေးနိုင်တဲ့လူသိများတဲ့မြန်မာဟောပြောပွဲတစ်ခုကနေထုံထုတ်ထားတဲ့နည်းနည်းတဲ့ဥပမာခိုင်နှန်းချက်၅ခုကိုအတူတူလေ့လာကြည့်ကြပါမယ်ကဲပထမဆုံးအနေနဲ့လူတိုင်းကြုံဘူးတဲ့အတွေ့အကြုံတစ်ခုဖြစ်တဲ့ဒုက္ခဆိုတာနဲ့စလိုက်ကြရအောင်ဒုက္ခဆိုတာတကယ်ပဲကြောက်စရာရှောင်ရမယ့်အရာတစ်ခုလားဒါမှမဟုတ်လုံးဝကိုမတူညီတဲ့အဓိပ္ပာယ်တစ်ခုခုများရှိနေမလားကောင်းပြီဒီအကြောင်းကိုအတူတူစူးစမ်းကြည့်ကြတာပေါ့ပထမဆုံးသင်ခန်းစာကအခက်အခဲကိုအတားအဆီးတစ်ခုဖြစ်မဟုတ်ပဲဘဝအတွက်မရှိမဖြစ်လို့အတဲ့အရာစတစ်မျိုးဖြစ်ရှုမြင်စေပါတယ်ပြောရင်ဒုက္ခဆိုတာကခိုင်မာတဲ့စိတ်ကကိုပုံသွင်းပေးတဲ့အရာပေါ့တာမန်လူတွေကိုတရားဝင်ဖြစ်အောင်ထူးစစ်ပေးတဲ့တဏှာရီထဲကမဟာဇနကမင်းသားကြီးအတွက်တင်မောပြချင်းဆိုတဲ့ဒုက္ခကသူ့ကိုဘယင်တစ်ပါးဖြစ်လာစေဖို့မရှိမဖြစ်လို့အခက်တော်လိုပါပဲဆိုတော့အဓိကကဘာလဲဆိုရင်ထူးချွန်တဲ့သူတွေဟာဒုက္ခကိုရင်ခံနေရမဟုတ်ပဲကိုယ့်အရေးအချင်းကိုတတ်တည်ပြဖို့အခွင့်အရေးတစ်ခုအဖြစ်ပျော်ပျော်ကြီးကြိုးဆိုလက်ခံကြတာပါပဲတခြားသူတွေရင်းရိုင်စွာနိုင်တဲ့အချိန်မှာအောင်မြင်သူတွေကတော့စိန်ခေါ်မှုတွေကိုသူတို့တောက်ပနိုင်မဲ့အခိုက်အတန့်ဖြစ်မြင်ကြတယ်အခုလိုစိန်ခေါ်မှုပေါ်ထားတဲ့စိန်နေစိတ်ဓာတ်ကိုပြက်လဲပုံဖော်ပြီးပြီဆိုတော့နောက်လာမယ့်အရာတွေတက်ဘလို့ပင်ဆင်ကြမလဲကဲဒုတိယဥပမာခိုင်နှန်းချက်ကိုစပတ်ချရအောင်ဒါကတော့နိုင်ငံတကာကုမ္ပဏီတွေမှာလူတစ်ယောက်ဟာအခွင့်အလမ်းအတွက်အစဉ်သင့်ချစ်မချစ်တိုက်တာကိုတုံးတဲ့သင်္ကေတရုပ်တုတစ်ခုကြောင့်မှသူ့ရဲ့အတွင်ပြင်းတွေကဘာကိုဆိုလို့လဲတစ်ခုချင်းစီလေးလာကြည့်ကြရအောင်ဒီမှာတကယ်စိတ်ဝင်စားစရာကောင်းတာကတော့နားရွက်ကြည်ကြည်ရှိနေတာပါပဲဒါကစကားနဲ့ပြောပြီးများများနားထောင်ဖို့ဆိုလိုပါတယ်ဘာလို့လဲဆိုတော့အခွင့်အလမ်းဆိုတာပြောလိုက်တဲ့စကားလုံးတွေထဲမှာမရှိပဲကြားလိုက်တဲ့အရာတွေထဲမှာမကြာခဏပုံကွယ်နေတယ်လို့ပါပဲအောင်မြင်မှုအတွေ့တကယ်အဓိကကြတဲ့လက်နက်တစ်ခုပေါ့နောက်တစ်ခုကမျက်လုံးကိုအဝတ်နဲ့စီထားတာဒါကဘာပြလဲဆိုတော့တတိနဲ့အတွင်းသိစိတ်ကိုကိုစားပြုပါတယ်ရှေ့ဆက်ရမယ့်လမ်းကိုအဆအဆုံးရှင်းရှင်းလင်းလင်းမမီရရင်တောင်ကိုယ့်ရဲ့အာယုံကိုယုံကြည်ပြီးရှေ့ဆက်လန်းနိုင်တဲ့စွမ်းရည်ပေါ့တိုးတက်မှုဆိုတာအနာဂတ်ကမတိချမရရဖြစ်နေတဲ့အချိန်မျိုးမှာတောင်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုပြနေရပါနောက်ပြီးတော့အဝတ်အစတက်တက်ရရဝတ်ထားတာကအခွင့်အလမ်းဆိုတာပြင်ဆင်ထားတဲ့သူတွေစီရောက်လာတတ်တယ်ဆိုတာကိုပြတယ်တောင်ပန်တွေကတော့အခွင့်အလမ်းကခဏလေးအတွဲရောက်လာပြီးခဏလေးအတွဲပြောက်ကွယ်သွားနိုင်တာမို့အမြဲအသင့်ရှိနေဖို့တတိပေးနေတာပါထီးကတော့ဘဝရဲ့မုံတိုင်းတွေကိုကြံကြံခံရင်တခြားသူတွေကိုလည်းကုညီဖို့မမေ့ဖို့တတိပေးနေတာပေါ့ဒါပေမဲ့ဒီအခွင့်အလမ်းတွေအားလုံးကဒီကကြားတဲ့အရေးချင်းတစ်ခုမရှိရင်ဘာမှအသုံးမဝင်ပါဘူးအဲ့ဒီချက်ကပဲကျွန်တော်တို့ကိုတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တပုတ်စီခေါ်သွားမှာပါဒါကတော့ဝန်ထမ်းတယောက်မှရှိတဲ့အရေးကြီးဆုံးအရေးချင်းကိုရှောက်ဖွေဖို့ဒီဇိုင်းထုတ်ထားတဲ့ထူးဆန်းတဲ့အလုပ်ခန်းစာမေးပွဲတစ်ခုအကြောင်းပါလုပ်ပုံလုပ်နေရတော့ရှင်းရှင်းလေးပဲအလုပ်လာရှုပ်တူ120ကိုပဲပဲစီအလုံး100စီပေးလိုက်တယ်ပြီးတော့နှစ်ပတ်တွင်မှအဲ့ဒီပဲစီတွေကိုအပင်ပေါက်လုပ်ခိုင်းတယ်အပင်အများဆုံးပေါက်တဲ့သူကိုအလုပ်ခန့်မယ်လို့ကတိပေးထားတယ်ဒါပေမဲ့လွယ်ဝက်ချက်တစ်ခုရှိတယ်အဲ့ဒါတော့ပဲစီတွေအလုံးကိုကြိုတင်ပြုတ်ထားတာဆိုလိုတာကဘယ်လုံးမှအပင်ပြင်ပေါက်လာမှာမဟုတ်ဘူးရလက်တွေကတော့တကယ့်ကိုစဉ်းစားစရာပါပဲလူများစုကအသင်းတွေအများကြီးပေါက်နေတဲ့ပန်းအိုးတွေနဲ့ပြန်လာကြတယ်တချို့ကတော့ပန်းအိုးအလွတ်နဲ့ပြန်လာတယ်တချို့ကတော့လုံးဝကိုပြန်မလာတော့ဘူးသူတို့ရဲ့ကြာရှုံးမှုကိုဝန်ခံလိုက်ကြတာပေါ့အတိကအချက်ကရှင်းရှင်းလေးပဲစစ်တီအပင်မပေါက်ကြောင်ရိုးရိုးသားသားဝန်ခံခဲ့တဲ့သူတွေကိုသာအလိုခံခဲ့တယ်ဆိုတာပါပဲဒီစံသက်ချက်ကရှင်းရှင်းလင်းလင်းထွာပြနေတာကတော့ကျွမ်းကျင်မှုကိုသင်ပေးလို့ရတယ်ဒါပေမဲ့ရိုးသားမှုကိုသင်ပေးလို့မရဘူးဆိုတာပါပဲယူတာဖြောင်းမဲ့ခြင်းဟာတန်ဖိုးရှိတဲ့လူတစ်ယောက်ရဲ့ဘေးတို့မှအလျှော့ပေးလို့မရတဲ့အခြေခံအုံးမဲ့ဖြစ်ပါတယ်။ကဲရိုးသားမှုဆိုတဲ့အခြေခံအုံးမဲ့ပုံမှာဘလို့ဆက်ပြီးတည်ဆောက်မလဲဆိုတာကြည့်လိုက်ရအောင်။နောက်ဥပမာတစ်ခုကတော့ခေတ်ကဘာမှာလူတစ်ယောက်ရဲ့တန်ဖိုးကိုရှင်းပြဖို့တာမန်ကော်ဖီမစ်ထုတ်လေးတစ်ခုကိုအပြုံပြုတ်ထားတာပါ။ဒီစရာကအဆင့်တွေကိုရှင်းရှင်းလင်းလင်းခွဲခြားပြထားပါတယ်။3-in-1 ဆိုတာကတော့ကျွမ်းကျင်မှုမျိုးစုံနဲ့နေဘက်အသီးသီးမှာတန်ဖိုးဖန်တီးနိုင်တဲ့သူပေါ့ 1-in-1 ကတော့ကျွမ်းကျင်မှုတစ်ခုတည်းရှိပြီးရက်တန့်သွားနိုင်တဲ့အန်ဒီရရှိတဲ့သူ 0-in-1 ကတော့ဘာမှမလုပ်ပဲအဖွဲ့အစည်းရဲ့အရမ်းမြစ်တွေကိုသုံးဆွဲနေတဲ့သူ -1 ကတော့ကိုယ်ကုန်တဲ့ခါရောပတ်ဝန်းကျင်ကိုပါထိခိုက်ရောလုပ်တဲ့သူပေါ့ဒီနေ့ခေတ်မှာ 1-in-1 တယောက်ဖြစ်ရက်တည်နေုံနဲ့မလုံလောက်တော့ပါဘူး 2-in-1 ဒါမှမဟုတ် 3-in-1 ချစ်လာအောင်အရေးရှင်းတွေကိုဆက်ဆက်မတ်တရဖြစ်ဆက်သွားဖို့ကအဓိကပန်းတိုင်ချစ်လာပါတယ်ဒီနေရာမှာကိုပြန်မေးကြည့်ရမယ့်မေးခွန်းတစ်ခုရှိလာပါပြီ။ Y1 တယောက်အထင်နဲ့ပဲကျင်တတ်နေမှာလား။ဒါမှမဟုတ်ဒီထက်ပိုပြီးတိုးတက်ဖို့စ조사နေမှာလားဆိုလာပါပဲ။ဒါကလုပ်ငန်းဆောင်တာတစ်ခုတည်းထက်ပိုပြီးတိုးတက်ဖို့အတွက်တတိရှိဆုံးဖြတ်ခြင်းနဲ့သက်ဆိုင်ပါတယ်။ဒီအချက်ကပဲကျွန်တော်တို့ရဲ့နောက်ဆုံးပေါင်းဆက်အတွေးခေါ်စီကိုဥတည်သွားစေမှာပါ။
ကဲကိုချင်းတရားရောကျွမ်းကျင်မှုတွေရောရှိပြီဆိုပါစို့ဒါဆိုရင်လောကကြီးနဲ့အောင်မြင်မှုတွေပိုင်ဆိုင်မှုတွေဆက်ဆံရေးတွေနဲ့ဘယ်လိုမျိုးထိတွေ့ဆက်ဆံကြမလဲ ဒီဥပမာကလောကထဲမှာနေမွန်ပျက်စီးသွားလာတဲ့လောကနဲ့အတူတာဟဇာတာဖြစ်စွာရှင်တွဲနေကြတာကြားကကွာချက်ချက်ကိုတိတ်လှလှပပတရုပ်ဖို့ဖျားထားပါတယ်။ရေနဲ့ဝါကွန်းလို့ပေါ့ထိတွေ့လိုက်တာနဲ့နှစ်ခုစလုံးပျက်စီးသွားတယ်။ဝါကွန်းကဆူရွှေ့ပြီးရေကညစ်ပတ်သွားတယ်။ရေနဲ့ကြာရက်ကတော့ထိတွေ့ပေမဲ့တိကျစီပဲ။ရေကကြာပန်းကိုပို့လှစေပြီးကြာပန်းကလည်းရေကိုပို့လှစေတယ်။တလန်းကပျက်စီးခြင်းစီသွားပြီးနောက်ကလန်းကတော့အပြန်အလှန်အကျိုးရှိခြင်းနဲ့အလှတရားစီကိုဥတည်နေပါတယ်။ ဆိုတော့အဓိကအချက်ကတော့ဘဝမှာကြုံရတဲ့စီးစိမ်အာနာဆက်ဆံရေးတွေကိုကြာရွယ်ပုံရင်မတင်သလိုထိတွေ့ဆက်ဆံဖို့ပါပဲသူတို့နဲ့ထိတွေ့ဆက်ဆံပါဒါပေမဲ့သူတို့ထဲမှာနင်မမသွားမှာနဲ့ဒါဟာတကယ်လွတ်မြောက်မှုဒါမှမဟုတ်လွတ်မြောက်ခြင်းလို့ခေါ်တဲ့လမ်းကြောင်းပါပဲ ကဲဒီနေ့ကျွန်တော်တို့အတူတူလေ့လာခဲ့တဲ့အဓိကသင်ခန်းစာ၅ချက်ကိုအချင်းချုပ်ပြန်ကြည့်လိုက်ကြရအောင်ဒုက္ခဆိုတာကြာရှုံးမှုမဟုတ်ပဲဘဝရဲ့အရသာတစ်မျိုးပါအခွင့်အရေးဆိုတာပြင်ဆင်ထားတဲ့သူအတွက်ပါပဲရိုးသားမှုကကျွမ်းကျင်မှုထက်ပိုတန်ဖိုးရှိပါတယ်အမြဲတမ်း one in one ထက်ပိုတာအောင်ကြိုးစားပါလောကကြီးနဲ့ကြားရက်ပေါ်ရေးမတင်တယ်လို့ထိတွေ့ဆက်ဆံပါ ဒီတင်ဆက်မှုကတွေးခေါ်ဖို့အတွက်အားကောင်းတဲ့လက်နက်ကရိယာအစုံကိုပေးထားပါတယ်။တခေတ်အရေးကြီးဆုံးမေးခွန်းကတော့ဒီဥပမာခိုင်းနိုင်ချက်၅ခုထဲကဘယ်တစ်ခုကကိုယ့်ရဲ့နောက်တစ်လှမ်းအတွက်လမ်းပြချက်ဖြစ်အပြုံးပြုမလဲဆိုတာပါပဲ။